လူတော်တော်များများကတခါတည်းနဲ့တန်းပြီးအောင်မြင်ချင်ကြတယ်တကယ်တော့အောင်မြင်မှုဆိုတာကြီးမားတဲ့ခြေလမ်းကြီးတစ်ခုတည်းနဲ့တန်းရောက်လာတာမဟုတ်ဘူးခမည်းဒီနေ့လှုပ်လိုက်တဲ့တီးငယ်တဲ့အပြောင်းလဲလေးတွေကနေပဲစတာပါဒီလိုအကြောင်းတွေအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ Book Review MM Channel လေးကို Subscribe လေးနှိပ်ခဲ့ပါဦး ခင်ဗျားမှာရီမန်းချက်တွေအများကြီးရှိမယ်ဆိုပါစို့အဲ့ဒါတွေအတွက်ဘယ်ကစရမှန်းမသိလို့ပဲဖြစ်ဖြစ်ပင်ပန်းနေလို့ပဲဖြစ်ဖြစ်ရက်တက်နေမိပြီလားမှတ်ထားပါတောင်တလုံးကိုတတ်ဖို့ဆိုတာပထမဆုံးခြေလန်းတလန်းကနေပဲစရတာပါမနေ့ကထက်ဒီနေ့ရဲ့100%ကိုပဲပိုကောင်းအောင်စူးစမ်းကြည့်ပါတရက်ထဲနဲ့တော့ဘာမှမထူးခြားဘူးလို့ထင်ရပေမဲ့ရက်ပေါင်း365ရက်ပြည့်သွားတဲ့အခါခမည်းဟာအရင်ကထက်အစာပေါင်းများစွာတိုးတက်နေတဲ့သူဖြစ်နေပါလိမ့်မယ်အောင်မြင်တဲ့သူနဲ့ရှုံးနေတဲ့သူကြားကတကယ်ကွာခြားချက်ကစွမ်းရည်မဟုတ်ဘူးဇွဲရှိဖို့ပါပဲလဲကြတာဟာရှုံးနေတာမဟုတ်ပါဘူးပြန်မထတာကမှတကယ်ရှုံးနေတာပါခမည်းကလူတွေကလောင်ပြောင်ကောင်းလောင်ပြောင်ကြလိမ့်မယ် ။ရားရဲ့စ조사မှုကိုဘယ်သူမှမမြင်နိုင်သေးတာမျိုးဖြစ်ချင်ဖြစ်နိုင်တယ်။ဒါပေမဲ့အရေးမကြီးပါဘူး။အရေးကြီးတာကခမည်းကိုခမည်းယုံကြည်ဖို့နဲ့လမ်းဆက်လျှောက်ဖို့ပဲ။ခက်ခဲတဲ့အချိန်တွေကခမည်းကိုဖျက်ဆီးဖို့လာတာမဟုတ်ပါဘူး။ခမည်းဘလောက်အထိတန်မာနိုင်တယ်လဲဆိုတာကိုတက်တည်ပြဖို့လာတာပါ။အခုချက်ချင်းအကြီးကြီးတွေရှောက်တွေးပြီးစိတ်ညစ်မနေပါနဲ့။ဒီနေ့ခမည်းလုံနိုင်တဲ့အသေးဆုံးအလုပ်ကိုအကောင်းဆုံးဖြစ်အောင်အာရုံစိုက်လိုက်ပါ။ရလက်ထက်လှုပ်ဆောင်ချက်ကိုပို့ချစ်ပါ အချိန်ဆိုတာအလိုလိုကုံဆုံးသွားမှာပါအဲ့ဒီအချိန်တွေကိုနောင်တနဲ့ကုံဆုံးခံမလားဒါမှမဟုတ်ခမည်းအောင်မြင်မှုအတွက်ကိုရင်းနှီးညှုံနှံမလားဆိုတာခမည်းလက်ထဲမှာပဲရှိပါတယ်အခုပဲစတင်လိုက်ပါခမည်းလုံနိုင်ပါတယ်နောက်ထပ်အကျိုးရှိတာလေးတွေသိရဖို့ကျွန်တော်တို့ Book Review MM Channel လေးကို Subscribe လေးနှိပ်ခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်